ချမ်းသာကြွယ်ဝတဲ့အမျိုးသားဟာသူ့အသေးအတန်လိုက်လံရှာဖွေနေတဲ့ပါရမီရှင်ဒီဇိုင်နာဟာတကယ်တော့သူနဲ့အသစ်ဆက်ဆက်လက်ထပ်ထားတဲ့ဇနီးတွေဖြစ်နေမှန်းမတော်တဆသိရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဒီဇိုင်းမူချမ်းတွေကိုတော့သူမရဲ့အမဖြစ်သူနာမည်နဲ့ပဲအမြဲတင်ပြနေခဲ့တာပါဒါကြောင့်သူကသူ့ဇနီးကိုရင်ဆိုင်မေးမြန်းခဲ့ပါတယ်။မင်းအမကမင်းရဲ့စိတ်ဆက်ထားသူကိုလူယူသွားရုံနဲ့မကဘူးမင်းရဲ့ဒီဇိုင်းတွေကိုပါခိုးယူနေတာပဲလို့ပြောလိုက်တဲ့အခါသူ့ဇနီးကခေါင်းငုံပြီးငြိမ်သက်နေခဲ့ပါတယ်။ချမ်းသာတဲ့အမျိုးသားဟာသူ့ဇနီးအတွက်အရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။သူမရဲ့အနာဂတ်နဲ့အသက်မွေးဝမ်းကြောင်းကိုဘာကြောင့်အမဖြစ်သူအတွက်အရှုံးပေးနေရတာလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အမျိုးသမီးကအခုလိုသာမလုပ်ပေးရင်မိသားစုကပျော်ရွှင်မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အကြောင်းရင်းကတော့လွန်ခဲ့တဲ့3နှစ်ကသူမနဲ့သူမရဲ့စိတ်ဆက်ထားသူတောင်းတက်သွားတဲ့နောက်ကိုအမဖြစ်သူကတိတ်တဆိတ်လိုက်လာခဲ့ရာကမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့လို့ပါ။အဲ့ဒီအချိန်မှာသူမရဲ့စိတ်ဆက်ထားသူကအမဖြစ်သူကိုမကယ်ပဲသူမကိုပဲရွေးချယ်ခဲ့တင်ခဲ့။ဒါကြောင့်အမဖြစ်သူဟာလမ်းပြန်မလျှောက်နိုင်တော့တဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမိဘတွေကသူမကိုမုန်းတီးသွားကြသလိုစိတ်ဆက်ထားသူကလည်းအမဖြစ်သူအပေါ်အပြစ်ရှိသလိုခံစားနေခဲ့ရပါတယ်။တညတာအတွင်းမှာတင်သူမဟာဘေးပတ်ဝန်းကျင်ကမေတ္တာနဲ့ဂရုစိုက်မှုအားလုံးကိုဆုံးရှုံးခဲ့ရပါတယ်။သူမဒီဇိုင်းတစ်ခုဆွဲလိုက်တိုင်းသူမအဖေကအဲ့ဒီဒီဇိုင်းကိုယူပြီးအမဖြစ်သူရဲ့နာမည်ကိုတက်လိုက်ပါတယ်။ချမ်းသာတဲ့အမျိုးသားဟာဒါကိုကြားတော့အရန်ဒေါသထွက်သွားပါတယ်။ဇနီးတဲ့ရဲ့မိဘတွေကအမဖြစ်သူကိုပိုချစ်တယ်မှန်တိထားပေမဲ့ဒီလောက်အထိနှိပ်စက်ထားမယ်လို့သူမထင်ထားခဲ့ပါဘူး။သူကသူ့ဇနီးကိုကိုရှိနေတဲ့၍မင်းလှုပ်ချင်တာမှန်သမျှလုပ်နိုင်တယ်လို့ကတိပေးခဲ့ပါတယ်။အမဖြစ်သူကဒီဇိုင်းမူချမ်းကိုဖောက်တည်ထန်သွားပြီးတဲ့အခါမှာတော့ဖောက်တယ်ကကျမကနှင်းစီပန်းကိုကြိုက်တယ်လို့ရှင်းရှင်းလင်းလင်းပြောထားရတဲ့နဲ့ဘာလို့ဝါပင်ပုံစံကိုဒီဇိုင်းမှာထည့်ထားရတာလဲလို့မေးခွန်းထုတ်ပါတယ်။ဖောက်တယ်ကဒေါသတကြီးနဲ့ဒီဒီဇိုင်းကနစ်လက်ရမဟုတ်တာတေချာတယ်လို့ပြောလိုက်တဲ့အခါအမဖြစ်သူကဖောက်တယ်ရဲ့တောင်းဆိုချက်ကိုမေ့သွားလို့ပါဆိုပြီးကပြကရစင်ကြေပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူကအခန်းထဲကိုလမ်းလျှောက်ဝင်လာပါတယ်အမဖြစ်သူကအမှန်တရားတွေပေါ်သွားမှကြောက်လို့သူမကိုအမြန်ထွက်သွားဖို့ချိန်ချောက်ပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကဒီဒီဇိုင်းကိုဘာကြောင့်ဖန်တီးခဲ့ရလဲဆိုတဲ့အကြောင်းရင်းကိုတိုက်ရိုက်ရှင်းပြလိုက်ပါတယ်ဖောက်တီဟာကြန့်ခိုင်တဲ့အမျိုးသမီးတစ်ယောက်လို့သူမထင်မြင်မိတာကြောင့်ဝါပင်ပုံစံကိုရွေးချယ်ခဲ့တာပါနှင်းစီပန်းကပွင့်ချိန်တန်ရင်ညှိုးနှွမ်းသွားတတ်ပေမဲ့ဝါပင်ကတော့တစ်နှစ်ပတ်လုံးစိန်လမ်းပြီးကြက်ကြက်ခံနိုင်ရရှိလို့ပါဆိုတဲ့ရှင်းပြချက်ကိုဖောက်တေကအလွန်သဘောကျသွားပါတယ်ဖောက်တေကအမျိုးသမီးရဲ့ဒီဇိုင်းကိုအလွန်ချီးကျူးပြီးအမဖြစ်သူနဲ့လက်တွဲလှုပ်ဆောင်မှုကိုရက်စဲလိုက်ပါတယ်အမဖြစ်သူကအရန်ဒေါသထွက်ပြီးဝိုင်ပလင်းနဲ့သူမကိုရိုက်ဖို့ကြိုးစားတဲ့အချိန်မှာပဲချမ်းသာတဲ့အမျိုးသားကအချိန်မီရောက်လာပြီးတားဆီးလိုက်ပါတယ်သူကသူ့ဇနီးကိုဒဏ်ရာရသွားလားလို့စိုးရိမ်တကြီးမေးမြန်းခဲ့ပါတယ်အမျိုးသမီးရဲ့ရခင်စိတ်ဆက်ထားသူဟာသူမကဒီချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ထားမှန်းမသိခဲ့ပါဘူးသူတို့နှစ်ဦးရင်းနှီးနေတာကိုမြင်တော့သူကမင်းနဲ့ဒီလူနဲ့ဘာပတ်သက်တာလဲလို့ချက်ချင်းမေးပါတယ်ပြီးတော့ဇနီးဖြစ်သူကိုမင်းအမရဲ့ဒီဇိုင်းတွေကိုမခိုးတင်ဘူးအမကိုအခုချက်ချင်းတောင်းပန်လိုက်လို့အမိန့်ပေးပါတယ်ဇနီးဖြစ်သူကမတရားသဖြင့်ဆွဆွဲခံရလို့ဝမ်းနေနေတဲ့အချိန်မှာပဲချမ်းသာတဲ့အမျိုးသားကသူ့မလက်ကိုဆွဲပြီးစိတ်ဆက်ထားသူရဲ့ပါးကိုခပ်ပြင်းပြင်းရိုက်ချလိုက်ပါတယ်ပြီးနောက်သူကလူအများရှိမှဒီလိုကြေညာလိုက်ပါတယ်ဒီနေ့ကစပြီးငါဇနီးကိုဘသူပဲဖြစ်ဖြစ်ထိပါစော်ကားရဲရင်ငါလုံးဝအလုပ်ပေးမှာမဟုတ်ဘူး